အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခါမှာတော့ကမ္ဘာမြေပုံပေါ်မှာကြီးလိုက်ရင်အမျိုးသမီးစီဘုတ်ဖနက်ရှည်တစ်ဖက်နဲ့ပုံစံတူပြီးကမ္ဘာသမိုင်းကိုအကြီးအကျယ်ပြောင်းလဲစေခဲ့တဲ့ရောမအင်ပါယာကြီးရဲ့အငွေအသက်တွေဉာဏ်သစ်သွေးသစ်လောင်းခဲ့တဲ့အမှုပညာပြတိုက်ကြီးတွေကမ္ဘာကျော်ပီဇာနဲ့ခောက်ဆွဲတွေစိန်ခံစူပါကားကြီးတွေနောက်ဆုံးမှာဖက်ရှင်ရေးစည်းကြောင်းတွေနဲ့အတူလာရိုချေဘီတာချိုမိန်သောဘဝဆိုတဲ့နေထိုင်မှုဒသနာကိုကျင့်သုံးတဲ့ဥရောပတိုက်က အီတလီနိုင်ငံရဲ့အကြောင်းကိုဝေမျှပေးခြင်းပါတယ်ဒီဗီဒီယိုကိုအဆုံးထိကြည့်ရှုပြီးသွားရင်တော့အီတလီနိုင်ငံကိုကိုယ်တိုင်ရောက်သွားတယ်လို့မျိုးအဆအရာရာခြုံငုံသိမြင်သွားစီရပါမယ်နိုင်ငံရဲ့တရားဝင်အမည်ကတော့အီတလီသမ္မတနိုင်ငံဖြစ်ပြီးဥရောပတိုက်တောင်ပိုင်းမြေထဲပင်လယ်ရဲ့အလဲဘဝမှာတည်ရှိတဲ့ကျွန်းဆွယ်နိုင်ငံကြီးတစ်ခုဖြစ်ပါတယ်မြောက်ဘက်မှာတော့နှင်းတွေဖုံးလွှမ်းနေတဲ့အဲလ်တောင်တန်းကြီးရှိပြီးပြင်သစ်ဆွစ်ဇာလန်ဩစတြီးယားနဲ့ဆလိုဗေးနီးယားနိုင်ငံတို့နဲ့နယ်နိမိတ်ချင်းထိစပ်နေပါတယ်အီတလီနိုင်ငံရဲ့ထူးခြားချက်တစ်ခုကတော့သူရဲ့နိုင်ငံနယ်နိမိတ်ထဲမှာတခြားလွတ်လပ်တဲ့နိုင်ငံငယ်လေးနှစ်ခုဖြစ်တဲ့ Vatican City နဲ့ San Marino နိုင်ငံတို့တည်ရှိနေရပဲဖြစ်ပါတယ်။ဒါအပြင်မြေထဲပင်လယ်တွေကအကြီးဆုံးကျွန်းကြီးနှစ်ကျွန်းဖြစ်တဲ့ Sicily နဲ့ Sardinia ကျွန်းကြီးတွေကလည်းအီတလီရဲ့ပိုင်နက်တွေဖြစ်ပါတယ်။နိုင်ငံရဲ့စုစုပေါင်းအကျယ်အဝန်းကစတူယန်မိုင်ပေါင်း1,16,350ရှိပြီးစုစုပေါင်းလူဦးရေ53သန်းဝန်းကျင်နေထိုင်ပါတယ်။ဥရောပသမဂ္ဂ EU ထဲမှာတော့ဂျာမနီနဲ့ပြင်သစ်တို့ပြီးတတိယမြောက်လူဦးရေအများဆုံးနိုင်ငံဖြစ်ပါတယ်။အုပ်ချုပ်ရေးအနေနဲ့ပါလီမန်ဒီမိုကရေစီသမ္မတနိုင်ငံစနစ်ကိုကျင့်သုံးပါတယ်။နိုင်ငံရဲ့အလံကတော့အစိမ်းအဖြူအနီဒေါင်းလိုက်3ရောင်ခြေဖြစ်ပါတယ်။အစိမ်းရောင်ကအီတလီရဲ့စိမ်းလန်းတဲ့လွင်ပြင်တွေအဖြူရောင်ကနှင်းဖုံးနေတဲ့ F တောင်တန်းကြီးတွေနဲ့အနီရောင်ကတော့လွတ်လပ်ရေးတိုက်ပွဲတွေမှာပေးဆက်ခဲ့ရတဲ့သွေးတွေကိုကိုစားပြုတယ်လို့ဆိုကြပါတယ်။လူဦးရေ2.8သန်းကျော်နေထိုင်နေတမိုင်းဝင်ရောမမြို့ကမြို့တော်နဲ့အကြီးဆုံးမြို့ဖြစ်ပြီးဖက်ရှင်နဲ့စီးပွားရေးအချက်အခြာမီလန်တောင်ပိုင်းကလူဦးရေထူထပ်တဲ့နေပယ်စမှုမြို့တော်တူရင်အနုပညာမြို့တော်ဖလော်ရင်နဲ့ရေပေါ်မြို့တော်ဗီနစ်တို့ကတော့အခြားထင်ရှားတဲ့မြို့ကြီးတွေဖြစ်ကြပါတယ်။အီတလီဆိုတဲ့အမည်နာမဟာရှေးဟောင်းဘာသာစကားဘီတယ်လီယူကနေဆင်းသက်လာပြီးနွားငယ်လေးများပေါများရာမြေလို့အတိတ်ပဲရတယ်လို့သိရပါတယ်။အီတလီနိုင်ငံရဲ့သမိုင်းကြောင်းဟာကမ္ဘာသမိုင်းအထူးသဖြင့်အနောက်တိုင်းယဉ်ကျေးမှုသမိုင်းအတွက်ပယ်မောက်ရေတောင်းမြစ်ကြီးဖြစ်ပါတယ်။ BC 953ခုနှစ်မှာရောမမြို့ကိုစတင်တည်ထောင်ခဲ့ပါတယ်။ဒဏ္ဍာရီတွေအရဟောပလွေမာကြီးနှုတ်တိုက်ကျွေးမွေးခဲ့တဲ့ရိုမြူလက်စ်နဲ့ရီမတ်ဆိုတဲ့အမွှာညီနောင်နှစ်ပါးကတည်ထောင်ခဲ့တာလို့ဆိုပါတယ်။ရောမဟာသေးငယ်တဲ့မြို့ပြနိုင်ငံလေးကနေတဖြည်းဖြည်းအင်အားကြီးမားလာပြီးရောမသမ္မတနိုင်ငံကနေတဆင့်ရောမအင်ပါယာရဲ့ဖြစ်ဥရောပမြောက်အာဖရိကနဲ့အရှေ့အလယ်ပိုင်းဒေသတွေအထိကျယ်ပြန့်စွာလွှမ်းမိုးအုပ်ချုပ်နိုင်ခဲ့ပါတယ်။သူတို့ချမ်းရစ်ခဲ့တဲ့ဥပဒေစနစ်အုပ်ချုပ်ရေးစနစ်ရေသွဲတရားတွေခင်းကျင်းခဲ့တဲ့ကြောက်ပြားလမ်းမကြီးတွေနဲ့ပြည်သူ့ကပညာရပ်တွေဟာဒီနေ့ခေတ်ကမ္ဘာရဲ့ထိတောင်ဩစာလွှမ်းမိုးမှုရှိနေစေဖြစ်ပါတယ်။အေဒီလီယာ86ခုနှစ်မှာအနောက်ရောမအင်ပါယာကြီးကျဆုံးသွားပြီးနောက်ပိုင်းအီတလီကျွန်းဆွယ်ဟာနှစ်ပေါင်းများစွာစီးလုံးမှုပြိုကွဲပြီးတီးခြားမျိုးပြနိုင်ငံငယ်လေးတွေအဖြစ်ရပ်တည်ခဲ့ကြပါတယ်။ဒီအချိန်မှာဗင်းနစ်ဂျီနိုအာပီဇာနဲ့အမာဖီတို့လိုပင်လယ်ရေကြောင်းကုန်သွယ်ရေးကိုအဓိကထားတဲ့မျိုးပြနိုင်ငံတွေဟာအရှေ့တိုင်းနဲ့ကုန်သွယ်မှုတွေကြောင့်အလွန်ချမ်းသာကျွဲဝလာခဲ့ပါတယ်။14ရာစုကနေ16ရာစုအတွင်းမှာတော့အီတလီဟာကမ္ဘာသမိုင်းကိုဒုတိယအကြိမ်ပြောင်းလဲပြီးခဲ့ပြန်ပါတယ်။အဲ့ဒါကတော့ရီနီဆန်ခေတ်ကြီးကိုဖလော်ရင်မြို့ကနေစတင်မွေးဖွားပေးလိုက်တာပဲဖြစ်ပါတယ်။လီယိုနာဒိုဒါဗင်ချီမိုက်ကယ်အန်ဂျယ်လိုဂယ်လီလီယိုရာဖေးတို့လိုကမ္ဘာကျော်ပါရမီရှင်ကြီးတွေပေါ်ထွက်လာပြီးအမှုပညာသိပ္ပံစာပေခန္ဓာဗေဒနဲ့အတွေ့အခေါ်ပညာရပ်တွေမှာအနောက်တိုင်းကမ္ဘာကိုအမောင်ခေတ်သေးကနေဆွဲထုတ်ပေးခဲ့ပါတယ်။ဒီကာလမှာဖလော်ရင်မြို့ကိုအုပ်ချုပ်ခဲ့တဲ့မက်ဒီချီမိသားစုရဲ့ငွေကြေးထောက်ပံ့မှုတွေကရီနီဆန်ခေတ်ကိုအကြီးအကျယ်ပွင့်လန်းစေခဲ့ပါတယ်။19ရာစုအလယ်ပိုင်းရောက်မှသာအီတလီဟာပြန်လည်စီလုံးရေးလှုပ်ရှားမှုတွေကိုစတင်နိုင်ခဲ့ပြီးဂျူဆပ်ပီဂါရီဘော်ဒီလိုသူရဲကောင်းတွေရဲ့ကြိုးပမ်းမှုကြောင့်1862ခုနှစ်မှာတစည်းတစ်လုံးတည်းသောအီတလီဘုရင်နိုင်ငံအဖြစ်ပေါ်ထွက်လာခဲ့ပါတယ်။ပထမကမ္ဘာစစ်မှာအနိုင်ရခဲ့ပေမယ့်စစ်ပွဲအပြီးစီးပွားရေးကျပ်တဲမှုတွေကြောင့်1922ခုနှစ်မှာဗီနီတိုမူဆိုလီနီဦးဆောင်တဲ့ဖက်စစ်အာဏာရှင်အစိုးရတက်လာခဲ့ပါတယ်။ဒုတိယကမ္ဘာစစ်မှာတော့မူဆိုလီနီဟာဂျာမနီကဟစ်တလာနဲ့မဟာမိတ်ဖွဲ့ပြီးဝင်ရောက်တိုက်ခိုက်ခဲ့ပေမယ့်အကြီးအကျယ်ရှုံးနိမ့်ခဲ့ပြီး1945ခုနှစ်မှာပြည်သူတွေရဲ့ဖမ်းဆီးကွပ်မျက်ခြင်းကိုခံခဲ့ရပါတယ်။
ဒုတိယကမ္ဘာစစ်အပြီး1946ခုနှစ်မှာတော့ပြည်သူ့စင်တာခံယူပွဲကျင်းပပြီးဘယင်စနစ်ကိုဖျက်သိမ်းကအီတလီသမ္မတနိုင်ငံအဖြစ်ပြောင်းလဲဖွဲ့စည်းခဲ့ပါတယ်။စစ်ပြီးခေတ်1950နဲ့1960ပြည်လွန်နှစ်တွေမှာတော့အီတလီစီးပွားရေးအံ့ဘွယ်လို့တင်စားရလောက်အောင်စက်မှုလုပ်ငန်းတွေအရှိန်အဟုန်နဲ့တိုးတက်လာခဲ့ပြီးစင်းရဲတဲ့စိုက်ပျိုးရေးနိုင်ငံဘဝကနေကမ္ဘာထိပ်တန်းစက်မှုနိုင်ငံကြီးတစ်ခုဖြစ်လာခဲ့ပါတယ်။အီတလီနိုင်ငံဟာ UNESCO ကမ္ဘာအမွေအနှစ်62ခုအထိပိုင်ဆိုင်ထားပြီးကမ္ဘာပေါ်မှာကမ္ဘာအမွေအနှစ်နေရာအများဆုံးရှိတဲ့နိုင်ငံအဖြစ်စံချိန်တင်ထားပါတယ်။နှစ်စဉ်ကမ္ဘာလေခရီးသွားတန်း60ကျော်လာရောက်လေးရှိလို့ကမ္ဘာစတုတ္ထမြောက်ခရီးသွားအများဆုံးနိုင်ငံလေးဖြစ်ပါတယ်။အီတလီရဲ့မြို့တော်ရောမမြို့ကို The Eternal City ထာဝရမြို့တော်လို့တင်စားကြပါတယ်။ AD 80ခုနှစ်လောက်ကတိစောက်ခဲ့တဲ့ကိုလော်စီယန်ကြီးဟာမဖြစ်မနေသွားရမယ့်နေရာပါ။ဂလက်ဒီယေတာလို့ခေါ်တဲ့ကျွန်းသူရဲကောင်းတွေမိကုံရန်ကုန်တိုက်ခိုက်ကြတာကိုဧကရစ်တွေနဲ့ပြည်သူ9000ကျော်ကြည့်ရှုအားပေးခဲ့တဲ့ကြီးကျယ်ခမ်းနားတွေတမိုင်းဝင်ပြဆက်ယုံကြီးဖြစ်ပါတယ်။ဒါအပြင်ကွန်ကရစ်ခေါမိုးကုန်းကြီးကိုတိုင်မပါပဲအမခန်းတိဆောက်ထားတဲ့ရှေးဟောင်းဖန်တီယွန်ဖျားကျောင်းကြီးနဲ့နောက်ကျော်ပေးပြီးအကျွေးစီးပြစ်ချဆူတောင်းရင်ရောမကိုနောက်တစ်ခေါက်ပြန်ရောက်မယ်လို့ယုံကြည်ကြတဲ့အချစ်ရွှေပန်းကြီးတို့ဟာအလွန်ကြော်ကြပါတယ်။ရောမမြို့လေကောင်းမှရှိနေတဲ့ Vatican City ကတော့ကမ္ဘာအသီးဆုံးနိုင်ငံလေးဖြစ်ပြီးကက်သလစ်ဘာသာဝင်တွေရဲ့အထွတ်အမြတ်ထားရာပုပ်ရဟန်းမင်းကြီးစံမြန်းရာနေရာဖြစ်ပါတယ်။တရက်ထဲမှာရှိတဲ့စိန့်ပီတာဖျားကျောင်းကြီးဟာကမ္ဘာအစုံခရီးယန်ဖျားကျောင်းကြီးပါအထူးသဖြင့် Sistine ဖျားကျောင်းမျက်နှာချက်ပေါ်က Michael Angelo ရေးဆွဲခဲ့တဲ့ပကြီကားတွေကတော့အမှုပညာသမိုင်းမှာအပြောင်မြောင်ဆုံးလက်ရာတွေအဖြစ်တည်ရှိနေပါတယ်။အီတလီရဲ့အကျော်ကြားဆုံးနေရာတွေအနက်မှာရေပေါ်မြို့ကလေး Venice ကလည်းထိပ်ဆုံးနေရာကပါဝင်နေပါတယ်။မြောက်ပိုင်းက Adriatic ပင်လယ်အော်ထဲမှာကျွန်းငယ်လေးပေါင်း118ကျွန်းကိုတရားလေးတွေရေလက်ကြားတူးမြောင်းလေးတွေနဲ့ဆက်တွေတိဆောက်ထားတဲ့ကမ္ဘာ romantic အဆန်းဆုံးမြို့လေးဖြစ်ပါတယ်။ကားလမ်းလုံးဝမရှိပဲသွားရေးလာရေးအတွက် gondola လို့ခေါ်တဲ့ရိုးရာလှေလေးတွေနဲ့ရေပေါ်ဘတ်ကားတွေကိုသာအသုံးပြုရပါတယ်။နှစ်စဉ်ကျင်းပတဲ့ Venice မျက်နှာဖုံးစော့ပွဲတော်ဟာလည်းကမ္ဘာကျော်ပါတယ်။ဒါပေမဲ့ရာသီဥတုဖောက်ပြန်မှုနဲ့ပင်လယ်ရွှေမျက်နှာပြင်မြင့်တက်လာမှုကြောင့် Venice မြို့ဟာတဖြည်းဖြည်းရေအောက်ကိုနှိမ့်မြုပ်မဲ့အန္တရာယ်နဲ့ရင်ဆိုင်နေရတာကတော့စိတ်မကောင်းစရာပါပဲ။နောက်ထပ်လူသိအများဆုံးနေရာတစ်ခုကတော့စောင်းနေတဲ့မျှော်စင်ကြီးဖြစ်ပါတယ်။ပီဇာမြို့မှာရှိတဲ့ဒီခေါင်းလောင်းစင်ကြီးဟာတမင်သက်သက်စောင်းအောင်စောက်ထားတာတော့မဟုတ်ပါဘူး။စနေရာစုကစတင်ဆောက်လုပ်စဉ်မြေပြော့တဲ့နေရာမှာအုံမြင့်ချမိလို့တဖြည်းဖြည်းစောင်းလာခဲ့ရပါ။ပြိုမကျသွားအောင်ခေတ်ဆက်ဆက်အင်ဂျင်နီယာရီယာခဲဟာခဲစစ်ထိမ့်သိမ်းထားရပြီးအခုဆိုရင်အီတလီရဲ့အထင်အရှားဆုံးပြရုပ်တစ်ခုဖြစ်နေပါပြီ။ Florence ဟာ Renaissance ခေတ်ရဲ့အစပျိုးရာမြို့လို့တင်စားခံရတဲ့နေရာဖြစ်ပါတယ်။မြို့တစ်မြို့လုံးပြတိုက်ကြီးတစ်ခုလိုဖြစ်နေပြီးကမ္ဘာကျော်အမှုပညာပြတိုက်ဖြစ်တဲ့ Uffizi Gallery နဲ့ကြီးကျယ်ခမ်းနားလုံးနဲ့ခေါမိုးကုန်းကြီးပါရီဒိုမိုဖျားကျောင်းကြီးတို့ဟာမဖြစ်မနေသွားရောက်လေ့လာရမယ့်နေရာတွေဖြစ်ပါတယ်။ Florence မြို့တည်ရှိရာ Tuscany ပြည်နယ်တစ်ခုလုံးဟာလေစပြစ်ချံတွေတန်လွင်ချံတွေနဲ့ရှုခင်းအလွန်လှပတဲ့ဒေသဖြစ်ပါတယ်။နာမည်ကျော်ဖွန်ပေကတော့ AD 89ခုနှစ်တုန်းက Vesuvius မီးတောင်ကြီးပေါက်ကွဲမှုကြောင့်ပြာပူတွေအောက်မှာတစ်မျိုးလုံးအရှင်လက်လက်နှိမ့်မြုပ်သွားခဲ့ရတဲ့ရှီအောင်ရောမာမြို့ကြီးဖြစ်ပါတယ်။ဒီနေ့ခေတ်မှာတူဖော်လိုက်တဲ့အခါလွန်ခဲ့တဲ့နှစ်ပေါင်း2000နီးပါးကရောမာတွေရဲ့နေထိုင်မှုဘဝအိမ်တွေလမ်းတွေနဲ့ပြာပူကျင်းလို့တည်ဆုံသွားခဲ့ရသူတွေရဲ့ရုပ်အလောင်းပုံစံတွေကိုအံ့ဩခြောက်ခြားဖွယ်ရာအထင်အရှားတွေ့မြင်ရမှာဖြစ်ပါတယ်။တောင်ပိုင်းက Amalfi ရိုးရန်နဲ့မြောက်ပိုင်းကရှင်ကွေတေကတော့မြေထဲပင်လယ်ကင်းရိုးရန်ကမတ်ဆောက်တဲ့တောင်ကပယံတွေပေါ်မှာဆောက်လုပ်ထားတဲ့ရောင်စုံအိမ်လေးတွေနဲ့ငါးဖမ်းရွာလေးတွေကြောင့်အလွန်ကြော်ကြားပါတယ်။တဘာဝအလှတရားနဲ့လူတွေရဲ့ပေါင်းဆက်ဖန်တီးမှုတွေကြောင့်ကဘာလက်ခရီးသွားတွေအများဆုံးလာရောက်အနားယူရာအပန်းဖြေနေမည်ဖြစ်ပါတယ်။ကိုမိုအရေကန်ကတော့ F တောင်ငင်းမှာရှိပြီးကဘာတတိတွေနဲ့နာမည်ကျော်ရီအိမ်ယာဝယ်ယူအပန်းဖြေလေးရှိတဲ့အလွန်လှပတဲ့ရေကန်ကြီးဖြစ်ပါတယ်။အီတလီလူဦးရေရဲ့92ရာခိုင်နှုန်းခန့်ဟာဌာနေအီတလီလူမျိုးတွေဖြစ်ကြပါတယ်။ယုံကြည်ကိုးကွယ်မှုအနေနဲ့လူဦးရေရဲ့84ရာခိုင်နှုန်းကျော်ဟာရိုမန်ကက်သလစ်ခရစ်ယာန်ဘာသာဝင်တွေဖြစ်ကြပါတယ်။ဗာတီကန်စီကလည်းနိုင်ငံအလယ်မှာရှိနေတာကြောင့်ကက်သလစ်အသင်းတော်ရဲ့ယဉ်ကျေးမှုနဲ့ဓလေ့ထုံးစံတွေဟာအီတလီပြည်သူတွေရဲ့နေ့စဉ်ဘဝထဲမှာနက်နက်ရှိုင်းရှိုင်းစီးဆင်းနေပါတယ်။အီတလီလူမှုအဖွဲ့အစည်းမှာအရေးအပါဆုံးကတော့မိသားစုဖြစ်ပါတယ်။အီတလီလူမျိုးတွေဟာမိသားစုအလွန်ချစ်ခင်ကြပြီးတနင်္ဂနွေနေ့တိုင်းမိသားစုဝင်အားလုံးစုဝေးပြီးအချိန်အကြာကြီးချက်ပြုတ်စားတောက်လေးရှိကြပါတယ်။နောက်ထပ်ထင်ရှားတဲ့ရှင်ကျေးမှုတစ်ခုကတော့ La Bella Figura လှပသောပုံရိပ်ဆိုတဲ့အယူအဆဖြစ်ပါတယ်။အီတလီလူမျိုးတွေအတွက်အပြင်သွားရင်ဝတ်စားဆင်းရဲမှုတေသက်လှပနေဖို့လူပုံစံကြော်ရှင်းနေဖို့အများအမြင်မှာအထင်ကြီးလေးစားစရာဖြစ်နေဖို့ဆိုတာအလွန်အရေးကြီးပါတယ်။ဒါကြောင့်လေအီတလီကလူတွေဟာဖက်ရှင်ကြကြဝတ်ဆင်တတ်ကြတာဖြစ်ပါတယ်။ဒါပေမဲ့အီတလီဟာပြဿနာ
ကင်းတဲ့နိုင်ငံတော့မဟုတ်ပါဘူးအထူးသဖြင့်ကမ္ဘာပေါ်မှာတက်ကြီးရွယ်ကိုအများဆုံးနိုင်ငံတွေထဲမှာပါဝင်ပြီးကလေးမွေးဖွားနှုန်းအလွန်နည်းပါးတဲ့ပြဿနာကိုအကြီးအကျယ်ရင်ဆိုင်နေရပါတယ်ဒါအပြင်တောင်ပိုင်းဒေသတွေမှာအမြင့်တွယ်နေတဲ့မာဖီးယားဂိုင်းတွေရဲ့လွှမ်းမိုးမှုဟာလည်းတမိုင်းတစ်လျှောက်နိုင်ငံရေးနဲ့စီးပွားရေးကိုအဟန့်အတားဖြစ်စေခဲ့တဲ့အမေးဆက်တစ်ခုဖြစ်ပါတယ်အီတလီနိုင်ငံရဲ့ပညာရေးစနစ်ကိုပြောရရင်ဥရောပတက္ကသိုလ်ပညာရေးရဲ့မိခင်ကြီးလို့တင်စားရပါလိမ့်မယ်။ကမ္ဘာပေါ်မှာလက်ရှိအချိန်ထိဖွင့်လှစ်သင်ကြားနေတဲ့ကမ္ဘာရှေးအကြဆုံးတက္ကသိုလ်ကြီးဖြစ်တဲ့ဘိုလော့နာတက္ကသိုလ်ကို1088ခုနှစ်ကလေးကဒီမြေပေါ်မှာစတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။နိုင်ငံတော်အများပြည်သူပညာရေးစနစ်ကိုအခမဲ့နှီးပါးထောက်ပံ့ပေးထားပြီးအသက်6နှစ်ကနေ16နှစ်အထိမဖြစ်မနေကျောင်းတက်ရမယ့်ဥပဒေပြဋ္ဌာန်းထားပါတယ်။တမိုင်းအမှုပညာဘာသာစကားနဲ့သိပ္ပံပညာရပ်တွေကိုအထူးအလေးပေးသင်ကြားရှိပြီးပညာရေးအစဉ်အတန်းအလွန်မြင့်မားတဲ့နိုင်ငံဖြစ်ပါတယ်။ဒါပေမဲ့ဒီဘက်နှစ်တွေမှာတော့အလောက်အကန်အခွင့်အလမ်းရှားပါမှုနဲ့လာစားနေပါမှုတွေကြောင့်ဘွဲရပညာတတ်လူငယ်အများအပြားဟာတခြားဥရောပနိုင်ငံတွေကိုထွက်ခွာသွားကြတဲ့အုံနောက်ယိုစီးမှုပြဿနာကိုတော့အီတလီအစိုးရအနေနဲ့အကြီးအကျယ်ရင်ဆိုင်ဖြေရှင်းနေရဆဲဖြစ်ပါတယ်။အများပြည်သူတည်ယူပို့ဆောင်ရေးကဏ္ဍမှာဆိုရင်တော့အီတလီဟာခရီးသွားလာရအလွန်လွယ်ကူချောမွေ့တဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။နိုင်ငံတော်ဝန်ကမြို့ကြီးတွေကိုပိတ်ကူကွန်ရက်လိုချိတ်ဆက်ပေးထားတာကတော့အလွန်အဆင့်မြင့်တဲ့ရထားပြေးဆွဲမှုစနစ်ပဲဖြစ်ပါတယ်။အထူးသဖြင့်နိုင်ငံမိုင်ထရီနီတာလီယာကပြေးဆွဲနေတဲ့ဖရစ်ချာရိုဆာလို့ခေါ်တဲ့ကြီးစံရထားတွေဟာတနအီကိုကီလိုမီတာ300ကျော်အမြင့်နှုန်းနဲ့ပြေးဆွဲနေလို့ရောမမြို့ကနေမီလန်မြို့လိုဝေးကွာတဲ့ခရီးစဉ်တွေကိုအနာရီပိုင်းအတွင်းတက်တောင့်တက်တာသွားရောက်နိုင်ပါတယ်။မြို့ရင်းတွေမှာလည်းဘတ်စကားတက်ရထားနဲ့မြေအောင်ရထားစနစ်တွေအပြည့်အစုံရှိသလိုနိုင်ငံတကာလေးစိတ်ပေါင်း12ခုခန့်နဲ့စစ်စလီစာဒီနီယာအစရှိတဲ့ကျိုးကြီးတွေကိုကူးတက်မှုအတွက်ခရီးသည်တင်သင်္ဘောကြီးတွေကလည်းအီတလီရဲ့အဓိကတည်ယူပို့ဆောင်ရေးမန်တိုင်းတွေအဖြစ်အခြေအစမ်းမိလဲပတ်နေကြပါတယ်။နိုင်ငံရဲ့အဓိကလေးစိတ်ကြီးဖြစ်တဲ့ Rome Fiumicino လေးစိတ်ကြီးကတော့တနစ်ကိုလေးချောင်းခရီးသွား51တန်းကျော်ကိုဝန်ဆောင်မှုပေးလျက်ရှိပါတယ်။အီတလီဟာကမ္ဘာပေါ်မှာ8ခုမြောက်စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်ပြီးကမ္ဘာထိပ်သီးစက်မှုနိုင်ငံများအဖွဲ့ G7 အဖွဲ့ဝင်နိုင်ငံလည်းဖြစ်ပါတယ်။တဦးချင်းပြန့်မြ GDP ကအမေရိကန်ဒေါ်လာ46,000ဝန်းကျင်မှာရှိပါတယ်။ငွေကြေးစနစ်အနေနဲ့ကတော့ယူရိုကိုအသုံးပြုပါတယ်။အီတလီစီးပွားရေးရဲ့အထင်ရှားဆုံးအချက်ကတော့ Made in Italy ဆိုတဲ့အမှတ်တရရဲ့ဩဇာလွှမ်းမိုးမှုပဲဖြစ်ပါတယ်။အီတလီထုတ်ကုန်ပစ္စည်းတွေဟာအရေးအသွေးမြင့်မားမှုနဲ့ဒီဇိုင်းစမ်းသစ်မှုမှာကမ္ဘာထိပ်တန်းကရပ်တည်နေပါတယ်။မီလန်မြို့ဟာကမ္ဘာထိပ်တန်းဖက်ရှင်မြို့တော်ဖြစ်ပြီး Gucci, Prada, Armani, Versace, Valentino စတဲ့ကမ္ဘာကျော် brand တွေဟာအီတလီကနေမွေးဖွားလာတာဖြစ်ပါတယ်။ဒါအပြင် Ferrari, Lamborghini, Maserati, Pagani စတဲ့ကမ္ဘာအမြန်ဆုံးနဲ့အကောင်းဆုံးစူပါကားတွေ Ducati လိုဆိုင်ကယ်တွေနဲ့ Vespa လိုချစ်စရာစကူတာလေးတွေဟာအီတလီရဲ့ဂုဏ်ယူစရာတွေဖြစ်ပါတယ်။အီတလီဟာအမှုပညာမှာတင်မကသိပ္ပံနဲ့နည်းပညာမှာလည်းစီရကြပါတယ်။ကမ္ဘာပထမဆုံးဘက်ထရီအိုးကို Alessandro Volta ကတီထွင်ခဲ့ပါတယ်။ရေဒီယိုကို Guglielmo Marconi ကတီထွင်ခဲ့တယ်လို့ Sania Doria နဲ့ Espresso Coffee ဖြော်စက်တွေကိုလည်းအီတလီလူမျိုးတွေကပဲတီထွင်ခဲ့ကြတာပါ။ဒါပေမဲ့အီတလီစီးပွားရေးမှာအကြီးမားဆုံးအားနည်းချက်တစ်ခုရှိပါတယ်။အဲ့ဒါကတော့မြောက်ပိုင်းနဲ့တောင်ပိုင်းစီးပွားရေးအလွန်အမေးကွာဟမှုပဲဖြစ်ပါတယ်။မီလန် တူရင်တို့လိုမြို့တွေရှိတဲ့မြောက်ပိုင်းဟာစက်မှုလုပ်ငန်းတွေထွန်းကားပြီးဥရောပရဲ့အချမ်းသာဆုံးဒေသတွေထဲမှာပါဝင်ပေမဲ့နေပဲနဲ့စစ်စလီကျွန်းအပါအဝင်တောင်ပိုင်းဒေသကတော့စိတ်ပြိုးရေးကိုသာအဓိကထားပြီးအလုတ်လက်မဲ့နှုံမြန်မာကပုံမစင်းရဲပါတယ်။နိုင်ငံတော်အကျွေးမြန်မာလောနာကလည်းအီတလီစီးပွားရေးအတွက်နာတာရှိယောဂတစ်ခုလိုဖြစ်နေပါတယ်။အီတလီယဉ်ကျေးမှုလို့ပြောလိုက်ရင်အစားအသောက်ကိုချန်လက်ထားခဲ့လို့မရပါဘူး။အီတလီလူမျိုးတွေအတွက်အစားအသောက်ဆိုတာအသက်ရှင်မှုစားတာထက်အမှုပညာတရက်လိုသဘောထားကြတာပါ။အီတလီအစားအစာဟာဒေသတစ်ခုနဲ့တစ်ခုလုံးဝမတူညီပါဘူး။မြောက်ပိုင်းကထောပတ်ဒိန်ဂိတ်စံနဲ့ပြောင်းဖို့မှုန့်ကိုပူစားကြပြီးတောင်ပိုင်းကတော့တန်လွင်စီခရမ်းညင်းသီးပင်စိမ်းနဲ့ခောက်ဆွဲကိုအဓိကထားစားသုံးကြပါတယ်။ကမ္ဘာကျော်ပီဇာဟာ19ရာစုကနေပယ်မြို့မှာစတင်မွေးဖွားခဲ့တာဖြစ်ပြီးအီတလီဘုရင်မကြီးမာဂရီတာကိုဂုဏ်ပြုတဲ့အနေနဲ့အီတလီအလံအယောင်ဖြစ်တဲ့အနီခရမ်းညင်းသီးအဖြူမော့စထရက်လာချီအစိမ်းပင်စိမ်းရွက်တို့ကိုသုံးပြီးပီဇာမာဂရီတာကိုဖန်တီးခဲ့တာဖြစ်ပါတယ်။အီတလီမှာပါစတာခောက်ဆွဲပုံစံအမျိုးအစားပေါင်း300ကျော်ရှိပါတယ်။စပါဂက်တီမာကာရိုနီပန်းနီရာဘီအိုလီစသဖြင့်ပုံစံမူတီပြီးတွဲဖက်စားရမယ့် sauce တွေလည်းကွဲပြားပါတယ်။အီတလီဒိန်ငယ်တွေထဲမှာဖာမီဂျာနိုရီဂျီယာနိုဒိန်ငယ်ကြီးတွေကအလွန်တန်မိုးကြီးပါတယ်။ဘလောက်တောင်တန်မိုးကြီးသလဲဆိုရင်အီတလီကဘဏ်တချို့ဟာဒီဒိန်ငယ်တုံးကြီးတွေကိုအပေါင်ခံပြီးလယ်သမားတွေကိုငွေချေးပေးတဲ့စနစ်တောင်ရှိပါတယ်။အီတလီရောက်ရင်သူတို့ရဲ့ယဉ်ကျေးမှုကိုလေးစားတဲ့အနေနဲ့မလုပ်တဲ့အချက်တ
ချို့ရှိပါတယ်မနက်7 နာရီနောက်ပိုင်းမှာကပူချီနီကော်ဖီလုံးဝမတောက်ပါဘူးနှုတ်ပါတဲ့ကော်ဖီကအစာကြေဖို့ခက်ခဲစေတယ်လို့ယူဆလို့မနက်စာနဲ့ပဲတွဲတောက်ပြီးနေခင်းမှဆိုရင်တော့ espresso အကျဉ်းရည်ပြင်းပြင်းလေးကိုသာတစ်ကြိုက်တည်းမောတောက်လေးရှိပါတယ်ပီဇာပေါ်မှာနက်နက်တီးချက်စားတီးစတာတွေတင်စားခြင်းကိုလုံးဝလက်မခံပါဘူးစပါဂက်တီခောက်ဆွဲကိုစားရလွယ်အောင်ဓာတ်နဲ့ဖြတ်တောင်းဇွန်နဲ့ခောက်ချိုးချိုးတာမျိုးလုံးဝမလုပ်ရပဲခရင်းနဲ့သာလိပ်ပြီးစားရပါတယ်ခောက်ဆွဲပါစတာကိုထမင်းစားတယ်လို့အရန်ဟင်းအဖြစ်မစားပဲပထမဟင်းပွဲအနေနဲ့တီးတန့်စားရပါတယ်ထမင်းစားပြီးရင်ဂျယ်လာတိုလို့ခေါ်တဲ့အီတလီရိုးရာရေခဲမုန်စားတာဟာသူတို့ရဲ့နေ့စဉ်ဘဝယဉ်ကျေးမှုပဲဖြစ်ပါတယ်အီတလီလူမျိုးတွေဟာအရာရာကိုရှင်ဘတ်နဲ့ခံစားပြီးပါရှင်အပြည့်နဲ့လွတ်တက်ကြပါတယ်အားကစားမှာတော့ဘောလုံးဟာအီတလီလူမျိုးတွေအတွက်ဘာသာတရားတစ်ခုလို့တောင်တင်စားကြပါတယ်အီတလီအမျိုးသားဘောလုံးအသင်းဟာကမ္ဘာဖလားကို၄ချိန်တိုင်တိုင်ပိုးဆွဲထားတဲ့ကမ္ဘာအင်အားအကြီးဆုံးအသင်းတစ်သင်းဖြစ်ပါတယ်ပြည်ရင်းကလပ်ပြိုင်ပွဲဖြစ်တဲ့ Serie A ဟာလည်းကမ္ဘာအကောင်းဆုံးလိပြိုင်ပွဲတွေကတစ်ခုဖြစ်ပြီး Juventus AC Milan နဲ့ Inter Milan တို့ဟာကမ္ဘာကျော်ကလပ်အသင်းကြီးတွေဖြစ်ပါတယ်ဘောလုံးအပြင်မော်တော်ကားနဲ့စိုက်ကယ်ပြိုင်ပွဲတွေမှာလည်းအီတလီကကမ္ဘာထိပ်တန်းဖြစ်ပါတယ် Formula 1 F1 ကားပြိုင်ပွဲမှာ Ferrari အသင်းရဲ့အနီရောင်ကားတွေဟာအီတလီရဲ့ဂုဏ်ယူစရာဖြစ်တယ်လို့နှစ်စဉ်တနိုင်ငံလုံးအနှံ့လှည့်လည်ကျင်းပတဲ့ Giro d'Italia စပိန်ပြိုင်ပွဲကြီးဟာလည်းဥရောပရဲ့အကြီးမားဆုံးအားကစားပွဲကြီးတစ်ခုဖြစ်ပါတယ်အရာရာတိုင်းဟာအလှတရားဖြစ်ရမယ်ဆိုတဲ့ဒသနာနဲ့အသက်ရှင်ကြတဲ့အီတလီလူမျိုးတွေရဲ့နေထိုင်မှုဘဝဟာကမ္ဘာနဲ့ခရီးသွားတွေကိုအမြဲတမ်းပြန်လာခြင်းအောင်ဆွဲဆောင်ဖန်ဆာထားနိုင်စေပဲဖြစ်ပါတယ်ဒါလို့ဆိုရင်တော့ဥရောပတိုက်ရဲ့အသိနှလုံးလို့ခေါ်ဆိုနိုင်တဲ့ကြီးကျယ်ခမ်းနားလာတဲ့အီတလီနိုင်ငံရဲ့အကြောင်းကိုတော်တော်လေးစွန့်စွန့်လင်းလင်းသိရှိသွားလောက်ပြီလို့မျှော်လင့်ပါတယ်နားဆင်သူတုတ္တဆုံမိတ်ဆွေအပေါင်းရွှင်လန်းချမ်းမြေ့ကြပါစေရှင်